ကောင်းနေရောက်ရင် granny ကြီးကြလာတကောင်တော့ AQ Sabraza နဲ့ဟာကိုတေရောက်ရင်တကယ်ကောင်းတဲ့ granny လေးဟာပါကစ္စတန်အသင်းက player 2ယောက်ပဲကျန်တော့ရနော်ကဲ BG ဒီပွဲမှာ K point ကတော့9မှတ်ရထားတယ်ဗျမစိုးဗျ BG တဖြည်းဖြည်းနဲ့သူလက်4ရောက်တဖြည်းဖြည်းရင်တော့ရင်လာပြီဒီအသင်းကြီးတွေနဲ့ training လုပ်နေရပါနော်တင်းကြီးနေစောင်းရင်းနဲ့သူအလစ်တဲလေးတော့တားစားတာတော့ဖြစ်လာပြီအီရန်ငယ်ပွဲလေးမှာခုနကပွဲကလည်းသူ K point လေးရတယ်အခုပွဲမှာလည်းသူဒီပွဲမှာ K point 9မှတ်တိတိ fan ပြီးွားပြီဗျလေဂိမ်းကြီးပါမလားဆိုတော့စောင့်ကြည့်ရမယ်ကဲကားနဲ့တော့တိုက်ခံလိုက်ရပြီဗျာနော်အန်လုံးလေးပါသွားပြီ Vivo Gaming နဲ့ငါတို့ဒါပါကစ္စတန်သင်း IC နဲ့တော့ဒါဟိုဘက်ကွန်ပေါင်းဒီဘက်ကွန်ပေါင်းပဲဗျ Granny ကြီးစပြီးတော့ဝင်သွားပြီလွဲနေတော့မယ်ကွန်ပေါင်းဖြည်းဖြည်းချင်းတော့တိုးလာပြီဗျကဲကြည့်ရှုအားပေးနေတဲ့တငယ်ချင်းတွေလက်မလေးတဲလေးဟာလေးဝိုးလေး reaction လေးလာတာပါလေးနှိပ်ပေးပါဦးခင်ဗျာနော် share တဲ့ဘော်ရာ share လိုက်အောင်လက်မလေးတဲလေး reaction လေးနှိပ်တာအောင်ဟဲ့အောင် smoke တွေကြားထဲဟိုပြစ်တာရောက်ရင်ဒီတရုတ်သင်းကလည်းကွန်ပေါင်းတွေကိုနော်ဒီကောင်တွေ respect တော့ပေးတယ်ဗျာသိလားပါကစ္စတန်သင်းကိုသူ respect တော့ပေးတယ်အရန်ကြီးလက်လွတ်စပိန်ကြီးတိုးတာတွေပါမလုပ်ဘူးကိုကောင်တွေကလည်းလုံးဝကွန်ပေါင်းတွေကပဲထိုင်ဆောင်တယ်အကောင်းလိုက်တာကွာ nice ဟဲ့အောင်ရေ 3v2 ရောက်တီးတယ်ရောက် BG နောက်ပိုင်းထောက်ချောက်ဖုံနေရနော်မစိုးတိုင်းတို့မင်းတို့ PNGC အတွက်ပြင်ဆင်နေရသူဒီချိန်မှာတည်းကအိမ်စာကောင်းလုံးမရမယ်မစိုး6မှတ်ရသွားပြီဟာမစိုးဘူးနည်းနည်းသူတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒါ BG အသင်းပေါ့နော်ဒါအသင်းကြီးနဲ့စော်ကစားတဲ့အခါမှာသူ့အနေနဲ့ဒါတဖြည်းဖြည်းနဲ့ဒါ used to ဖြစ်လာပြီဗျာ okay လာပြီအရင်ကတည်းဆိုင်ဒါ okay လာပြီဗျာWe1 တော့ဆိုဘော်ရာကိုမြင်မှုပါတယ်PNGC စော့မဲ့အသင်းကြီးတွေနဲ့ဒါအခုအချိန်မှာသူတို့စပြီးတော့ထိတွေ့ခံစားရတာစပြီးတော့ experience စယူနေတဲ့အချိန်မှာအဆင်မပြေဘူးWe2 မှာတော့သူတို့ဒါဘာပြောဒါတဖြည်းဖြည်းနဲ့သူတို့ဒါ okay file လာတယ်လို့တော့ပြောလို့ရတယ်ဗျခုနအီရန်ငယ်ပွဲမှာလဲဒါ K point လေး6မှတ်9မှတ်လောက်ရတယ်မစိုးဘူးအဲ့တော့တပွဲကို10မှတ်နီးပါးလောက်ဖမ်းနိုင်အောင်မှဒါကျွန်တော်တို့လက်ခံလို့ရတယ်လို့ပြောရမယ်ဗျနော်လောလောဆယ် K point လဲ6မှတ်အဲ့တော့ top 80ကိုရောက်လာပြီ BG SF HLES AE Tin Secret Tin Flash TTG GG ရှစ်သိန်းကြံအောင်မယ်ဗျ Images တွေကတော့တောက်လျှောက်တော့တက်နေတယ် AE နဲ့ GG နဲ့ဖုတ်နေတယ်ဒါတော့ shutter မှာသူတို့ဇုံချင်းထားတယ်ဗျအဲ့တော့ state fight ဇုံတော့ရောက်နေခဲ့ပြီစက္ကန့်20ဗျမကြခင်မှာ state fight ဇုံကတော့စချင်းတော့မယ်အဲ့တော့ဇုံကတော့ဘလို့နေရာဘက်ကိုဥတီသွားမှလည်းဖြစ်နိုင်ကြီးရှိတာဒီ high ground ဂုံးပေါ်မှာလည်းဇုံကတော့ကျင်းနိုင်ကြီးတော့ရှိတယ်ဗျသို့မဟုတ် shutter ဘက်ကိုလည်းပါရင်လည်းပါသွားနိုင်တယ်ပြောလို့တော့မရသေးဘူးအဲ့တော့စောင့်ကြည့်ရမယ်ဒီက player 2ယောက်3ယောက်တော့ကျန်တယ် snake ဟိုအာနာရောက်ပြီစပုတ်အိမ်ကြီးလွဲနေတာလို့သူလွဲကိုလွဲပဲကဲ3 man life ကြံသေးရဆိုတော့မစိုးပါဘူးကဲချစ်ကန်လေးတစ်ပွဲလောက်ယူပြလိုက်ကွာပိတ်သက်တွေရဲ့ယုံကြည်မှုကိုယူပြလိုက်ကဲနော်ကျွန်တော်တို့မြန်မာအသင်း PNGC အတွက်ဒါ training လုပ်နေတဲ့ training PNGC အတွက်ကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်နေခဲ့တဲ့ကျွန်တော်တို့မြန်မာအသင်း Barmis ကိုပရိသတ်တွေရဲ့ယုံကြည်မှုချစ်ကန်လေးတစ်ပွဲလောက်စားပြီးတော့ယူပြလိုက်ဗျာနော်ချစ်ကန်လေးတစ်ပွဲလောက်ယူပြီးပရိသတ်တွေရဲ့ယုံကြည်မှုယူပြလိုက်
ကဲဇုံနေထားကိုကြီးတဲ့ခါမှာတော့ကျွန်တော်ဒါ BG အနေနဲ့ဇုံထဲမှာတော့ပါလာတဲ့ပုံစံမျိုးတော့မရှိဘူးဗျအော်โอเคအစုံလေးမှာတော့ကတ်ပါတေး flash နဲ့ကျွန်တော်ဒါဘေးချင်းရှင်ပြီးတော့ဇုံတော့တိုးနေတယ်ဗျโอเคအဲ့တော့အသင်းက9သင်းပဲကြံတော့တယ်ဒီ9သင်းလုံးကတော့ဟလာအချိန်နေနဲ့ချိန်ကတော့3သက်နေဆုံးပဲအဲ့တော့ cocaine GG ranza အစုံဆက်လေးမှာပဲညာဘက်ချမ်းကနေပဲကျွန်တော်တို့မြန်မာအသင်းဖြစ်တဲ့ BG ကတော့ကားလေးနေပဲကျွန်တော်တို့ဇုံကတော့စတင်ပြီးတော့ရွှေ့နေခဲ့ပြီဗျ BG ရဲ့ position လေးကမစိုးဘူးကိုမောင်းသေးလေးကအစသူတို့ဒါတွားပြီးဟိုးကြီးဟိုးလို့ရတယ် shutter အောက်ဘက်ချမ်းကကိုမောင်းလေးကဇုံပါတယ်ထင်တာပဲ cycle ကသူတို့ဒါ control လုပ်ဖို့တော့ကြိုးစားနေပြီဗျကဲလုံးပြလိုက်ပါတပွဲလောက်တော့လုံးပြလိုက်ပါနော်ဟုတ် PNGC သွားဆော့မဲ့အသင်းတွေ training လုပ်နေတဲ့ပွဲမှာဟလားမြန်မာအသင်းဖြစ်တဲ့ Burmese Go BG ချစ်ကန်တပွဲစားပြပြီးတော့ဟလားပြည်သက်တွေရဲ့ယုံကြည်မှုကိုရယူလိုက်ဗျာနော်ဒီပွဲမှာဒီပွဲကိုချစ်ကန်ဆိုင်ပြည်သက်တွေယုံကြည်မှုယူလိုက် share ဖြစ်သွားပြီအလဲဟဲ့အောင်ပူလိုက်တာငါလည်းခွင့်ရင်နှွေးရတယ်ကဲခုနတင်းကြံအောင်မယ် Azafရောကီးပွိုင်းနေရတယ်နော်ရှစ်မှတ်ရှိသွားပြီငါထင်တာချစ်ကန်ရတော့မယ်ထင်တယ်နော်ငါရဲ့စိတ်ခံစားချက်တွေအရန်ကောင်းနေရနော်ငါရဲ့စိတ်ခံစားချက်တွေအရန်ကောင်းနေတယ်ချစ်ကန်ရတော့မယ်ထင်တယ်နော် BG ချစ်ကန်ရတော့မယ်ထင်တယ်ငါရဲ့ခံစားချက်တွေအရန်ကောင်းနေပြီကဲလက်ရှိမှာတော့ကျွန်တော်တို့ဒါပြောနေအတွင်းမှာပဲ Godspeed Team Flash ကဘိုးကိုတော့ကျွန်တော်တို့ဒါနော်ပေးထားခဲ့တယ်အဲ့တော့ကျွန်တော်စောပိုင်းကာလမှာပြောခဲ့သလိုပဲတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒါ PMGC စော်ကစားမဲ့မြန်မာအသင်းဖြစ်တဲ့ BG ကတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒါအသားတော့ကျလာခဲ့ပြီဗျโอเคနှစ်သင်းထိပ်တဲ့တော့တွေ့နေခဲ့ပြီ HLE နဲ့ကျွန်တော်တို့ဒါ SF နဲ့ဗျတဲ့ပဲ degree DBL ကြီးကင်နိုင်နေမှာ smoke တွေကြားထဲကိုခံမှန်းပြီးတော့တောက်လျှောက်ပြစ်နေခဲ့တယ်မြန်မာအသင်းဖြစ်တဲ့ Burmese Bull ကလည်းရောက်ပြီးကီးတောက်လျှောက်တက်နေ Team Flash ပြတ်သွားပြီးရောက်ပြီးကောင်းလိုက်တာရောက်ပြီး eliminated ဖြစ်သွားပြီ Team Flash PUBG မှာပါလေသိလား position ကောင်းရင်အားလုံးကောင်းတယ် position ကောင်းရင်အားလုံးကောင်းတယ် BG ရက်ခါကတော့ on fire ဖြစ်နေခဲ့ပြီ 5k Godspeed Ichi ပြောနေနေပဲ okay ပါဒီကို dive ကိုတော့ကျွန်တော်တို့နော်ပြီးထားတယ် PUBG မှာအသားကြီးတို့ position ကောင်းရင်အားလုံးကောင်းတယ်တွေ့လား BG တဖြည်းဖြည်းအသားကျလာပြီငါကောင်တို့နော်ဒါလေးရောက်တော့အပြုသဘောဆောင်တယ်အပေါင်းလက္ခဏာဆောင်တယ်ပြောရမယ်PNGC စော့မဲ့အသင်းကြီးတွေစော်ကစားနေတဲ့ training ground ပွဲလေးမှာ BG အနေနဲ့တဖြည်းဖြည်းနဲ့အသားကျလာပြီးတော့ပြောနေတွေ့ပါပဲ TDAJ ရက်ခ high ground low ground ချင်းနေမှာတော့ရက်ခကောင်းလိုက်တဲ့ Rasport ကောင်းဖို့တီးကြတဲ့ပြစ်ချက်တွေအောက်မှာပဲ Astragon နဲ့ပဲကျွန်တော်တို့ close battle ဖန်ပြီးပြတာခဲ့တဲ့ကျွန်တော်တို့ BG ရက်ခ oh my god အသားကျလာပြီ And we've got oh my god အသားကျလာပြီနော်အသားကျလာပြီပြည်သက်တွေယုံကြည်မှုရအောင်လို့ chicken dinner လေးဖော်ဆောင်ပေးလိုက်ဗျာနော် Sky Force မွန်ဂိုလီးယားအသင်း Sky Force နဲ့မြန်မာအသင်း Burmese Go 3v3 ဘတ်တွေကတော့ပြတယ် 3v3 ဘတ်တွေဗျအားတော့ခံစားမှုတွေကောင်းနေပြီနော် chicken ရတော့မှထင်တယ်နော်အသားကြီးတို့Azaf Golas 79ကြောင်တုံးလေးနောက်မှာပဲအငိမ့်လေးထိုင်နိုင်နေပဲဒါ BG player ရဲ့လှုပ်ရှားမှုလေးတွေကိုတော့scouting လုပ်နေတယ်သူ့ရဲ့ teammate ကိုတော့ position လေး point လေးတော့သူထောက်ပြပြီးသွားပြီရက်ခ Ichi Godspeed ပြောနေအတွင်းမှာပဲ Godspeed ရဲ့ပြစ်ချက်တွေအောက်မှာ ASAP player တယောက်နော်သွားခဲ့သူနောက်တဲ့ Godspeed နောက်တဲ့ player တယောက်ကိုပါ2 man ဇက်တိုက်ပဲနော်ပေးထားတယ်ဗျအဲ့တော့မွန်ဂိုလီးယားအသင်းဖြစ်တဲ့ Sky Force ကိုတော့ကျွန်တော်တို့ Godspeed player 2ယောက်ကိုနန်းစတော့ပဲနော်ပေးထားခဲ့သလိုအဲ့တော့3v1 တော့ဖြစ်သွားခဲ့ပြီဝင်တာချေခဲ့တင်တာကိုကျွန်တော်တို့ဒါထထရရှိသွားအိနေပဲအဲ့တော့မြန်မာပြည်သက်တွေဒါယုံကြည်မှုကိုတော့ဒါအရာယူပြနေခဲ့တဲ့ဒါ Burmese Go လို့တော့ပြောချင်တယ်ဗျ okay နော်ဒါပဲ chicken တော့ကျင်းနေသွားပြီကွာ3v1 တော့ယုံကြည်ထားလိုက်တော့မယ် chicken ကတော့ position မသိဘူးသူတို့ position မသိဘူးလိုက်ရှာနေတာ Godless က position သူတို့မသိသေးဘူးလိုက်ရှာနေတာပိုက်စိတ်တိုက်ပြီးတော့ okay ရက်ခမြင်သွားပြီအဲ့နောက်မှာတော့ Godless ရက်ခရဲ့ကားလေးတော့တောက်လျှောက်ပြစ်ခတ်နေတဲ့နောက်မှာတော့ရက်ခရဲ့ point ထောက်ချက်တွေအောက်မှာပဲ Godspeed vision မြင်သွားခဲ့နောက်မှာလှမ်းပြီးတော့အိမ်နာချက်တွေအောက်မှာပဲဝင်ချေခဲ့တင်တာကိုထလိုက်တင်ပိုင်ဆိုင်ရရှိသွားခဲ့တဲ့အသင်းကတော့ဒါ Burmese Go ဖြစ်ပါတယ်ခင်ဗျာစော်ပိုင်းကာလ